မေရဲ့ပြုံးလေးပြန်ဆုံနိုင်အောင်မလားမေရဲ့ကိုမျောလင်းခြင်းလေးမင်းသာရှိရဲ့ရောက်တဲ့ရဲ့ဖြစ်တဲ့ဘဝမှာပြောတန်စင်တွေတိတ်ဆိတ်တဲ့ညများနဲ့ကာယပြတ်တဲ့နေ့တွေဆိုမင်းတို့မေရဲ့စိတ်ထဲရှိရဲ့ကိုယ်ထွက်ငရဲ့လေနေဗန်လို့ပြောနိုင်သမျှတော့မြောင်းနော်ဆိုနိုင်သေးတော့ဝေးကလာမယ်တကယ်လို့မင်းစိတ်မကုန်သေးရင်အသက်ရှာမတွေ့သေးခင်ပြောနိုင်သမျှတော့မြောင်းနော်ပြောနိုင်သမျှတော့မြောင်းနော်ဆိုနိုင်သေးတော့ဝေးကလာမယ်တကယ်လို့မင်းစိတ်မကုန်သေးရင်အသက်ရှာမတွေ့သေးခင်ပြောနိုင်သမျှတော့မြောင်းနော်မဲ့ဒီမှာမင်းကဘယ်ပုံစံမျိုးနဲ့စီချိုမလဲပုံပေါ်ကမှန်းစာချီရင်နဲ့လေဝီလက်တွေ့တဲ့မိနိုင်အောင်ဒီချိန်မှလက်လွတ်ရမယ်ဒီတဲ့မပိုင်တဲ့ပန်းလေးချစ်ပဲပေါ်ကိုလာမမင်းလေးဆောင်ခြင်းဆောင်ဒါမှမဟုတ်ချသူတယောက်ကိုလေးဘာမှမတတ်နိုင်မှာပြောနိုင်သမျှတော့မြောင်းနော်ဆိုနိုင်သေးတော့ဝေးကလာမယ်တကယ်လို့မင်းစိတ်မကုန်သေးရင်အသက်ရှာမတွေ့သေးခင်ပြောနိုင်သမျှတော့မြောင်းနော်ပြောနိုင်သမျှတော့မြောင်းနော်ဆိုနိုင်သေးတော့ဝေးကလာမယ်တကယ်လို့မင်းစိတ်မကုန်သေးရင်အသက်ရှာမတွေ့သေးခင်ပြောနိုင်သမျှတော့မြောင်းနော်တကယ်လို့မင်းစိတ်မကုန်သေးရင်အသက်ရှာမတွေ့သေးခင်ပြောနိုင်သမျှတော့မြောင်းနော်ပြောနိုင်သမျှတော့မြောင်းနော်ဆိုနိုင်သေးတော့ဝေးကလာမယ်တကယ်လို့မင်းစိတ်မကုန်သေးရင်အသက်ရှာမတွေ့သေးခင်ပြောနိုင်သမျှတော့မြောင်းနော်ပြောနိုင်သမျှတော့မြောင်းနော်ဆိုနိုင်သေးတော့ဝေးကလာမယ်တကယ်လို့စိတ်မကုန်သေးရင်အသက်ရှာမတွေ့သေးခင်ပြောနိုင်သမျှတော့မြောင်းနော်တကယ်လို့မင်းစိတ်မကုန်သေးရင်အသက်ရှာမတွေ့သေးခင်